promotion ကြီးလာပါပြီရှင်ဘယ်လိုနှစ်ထပ်ပန်းပါလဲဆိုတော့မင်းတို့ပေါ့နော်ဒါလေးတွေဆိုလို့ရှိရင်မင်းတို့လက်ကော်စိတ်ကလေးတွေပါလက်ကော်စိတ်ကလေးတွေကိုပုံမှန်ရောင်းစေးပေါ့နော်9000နဲ့8000ကျပ်ရောင်းတဲ့အထည်လေးတွေကိုပထမ promotion အနေနဲ့4800ကျပ်နဲ့မင်းကရောင်းချပေးမှဖြစ်ပြီးတော့နောက်တစ်ခုကတော့တစ်ထည်ဝယ်ရနဲ့တစ်ထည်လက်ဆောင်ကန်ဆယ်ဝင်ကလေးပါပေးအောင်မှာဖြစ်ပါတယ်ရှင်ကဲနှစ်ထပ်ပန်း promotion ဆိုတော့ဝတ်တဲ့သူအတွက်ဆိုလို့ရှိရင်အရန်ကိုတန်စီတဲ့ promotion လေးပါရှင့်ကဲဒါလေးကတော့ number 1 လေးကဲဒါလေးကတော့ number 1 လေး number 1 လေးဆိုလို့ရှိရင်အရန်ကိုလာရနော်လက်ကော်ကြိုက်တဲ့သူတွေဆိုလို့ရှိရင်မင်းကိုဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ပြစီရှင့်ကဲဒါလေးကတော့ number 1 ပါရှင့်ကဲဒါလေးကတော့ number 2 ပါရှင့်ကဲဒါလေးကတော့ number 3 ပါရှင့်ဒါလေးကတော့ number 4 ပါရှင့် number 5 ကလေးလာပါပြီရှင်number 6 လေးအရန်ကိုလာပါတယ်ရှင် number 7 လေးလာပါပြီရှင်ကဲ number 8 ကလေးအရန်ကိုလာပါတယ်ရှင် number 9 လေးလာပါပြီရှင်10 လေးအရန်ကိုလာတယ်ရှင်11 လေးအရန်ကိုလာတယ်ရှင်ကဲ12 လေးကလည်းတော်တော်လာပါတယ်ကဲဒါလေးကတော့13 လေးပါရှင်14 လေးပါရှင်15 လေးကလည်းအရန်ကိုလာပါတယ်ရှင်16 လေးပါရှင်ကဲဒါလေးကတော့ရေလိုင်းချိတ်ကလေးစပါပြီရှင်ကဲမင်းတို့ပေါ့နော်ဒီဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်အစောဒီဇိုင်းအစုံကလေးကိုထည့်ပြီးတော့ double sale promotion ပေါ့နော်နှစ်ထပ်ပန်း promotion ကြီးပေးထားတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါရစေ18 လေးပါရှင်နောက်ထပ်အဆင့်သစ်တွေလည်းအများကြီးလာအောင်မှာမို့လို့စောင့်ကြည့်ပေးအောင်နော်ကဲဒါလေးကတော့ number 19 ပါရှင်ကဲ20 လေးပါရှင်21 လေးပါရှင်22 လေးပါရှင်ဒါလေးက23 လေးပါရှင်24 လေးပါရှင်25 လေးပါရှင်26 လေးပါရှင်27 လေးလာပါပြီရှင်28 လေးပါရှင်ကဲဒါလေးကတော့29 လေးပါရှင်နောက်ထပ်အဆင့်သစ်ကလေးတစ်ခုလာအောင်မယ်နော်ကဲလူငယ်ဆန်နဲ့တစ်ခွလေးဒါလေးကတော့ number 30 ပါရှင်31 လေးပါရှင်32 လေးပါရှင်ကဲ33 လေးပါရှင်ကဲတိတ်လာတဲ့မိုးဆက်လေးတွေပါထည့်ပေးထားရရှင်34 ပါရှင်35 လေးပါရှင်36 လေးပါရှင်ကဲဒါလေးကတော့30နဲ့ခွန်ပါရှင်ကဲ